ကောင်မလေးကသူမရဲ့အယုတ်လေးကိုနမ်းလိုက်ပါတယ်။ဒါပေမဲ့တခြားတစ်ဖက်မှာတော့စီယိုကတစုံတစ်ယောက်ကသူ့ကိုနမ်းလိုက်တယ်လို့မျိုးရုတ်တရက်ခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကအယုတ်ရဲ့အင်ဂျီတွေကိုမတော်တဆဆွဲချုပ်လိုက်မိပါတယ်။နောက်တစ်စက္ကန့်မှာတင်စီယိုရဲ့ဘောင်းဘီကရုတ်တရက်အောက်ကိုကျွတ်ကျသွားပါတော့တယ်။သူဟာအစည်းအဝေးခန်းထဲကလူအားလုံးကိုချက်ချင်းထွက်သွားခိုင်းလိုက်ပါတယ်။အတွင်းရေးမှူးကသူ့နောက်ကလိုက်ထွက်ဖို့လုပ်ပေမဲ့သူကအတွင်းရေးမှူးကိုသူ့နားထပ်မကပ်ဖို့အတိပေးလိုက်ပါတယ်။အခုနောက်ကဖြစ်တဲ့သမျှကိုအတွင်းရေးမှူးလုပ်လိုက်တာလို့သူထင်နေခဲ့တာပါ။တကယ်တော့သူဟာကောင်မလေးရဲ့အယုတ်နဲ့တစ်ထပ်တည်းချိတ်ဆက်မိနေတာကိုသူလုံးဝမသိရှာပါဘူး။အိမ်ပြန်ရောက်တဲ့အခါအမျိုးသားကရေးစချိုးပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကသူမရဲ့အယုတ်လေးဆိုနေတာကိုတွေ့ပြီးလန့်သွားကသပင်အချောက်ခံဆက်နဲ့အချောက်ခံဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့အယုတ်ကပြန်ချောက်သွားတဲ့အပြင်အင်ဂျီတောင်ဝတ်ထားတာကိုသူမတွေ့လိုက်ရပြန်ပါတယ်။တကယ်တော့တခြားတစ်ဖက်ကမျိုးသားကအိပ်ယာဝင်ဝတ်စုံကိုဝတ်ပြီးအိပ်ဖို့အဆင်သင့်ဖြစ်နေခဲ့တာကြောင့်ပါ။ဇုံရီဇုံဝါဖြစ်သွားတဲ့ကောင်မလေးကအယုတ်ရဲ့အင်ဂျီကိုလဲပေးဖို့လုပ်ပါတယ်။အဲ့ဒီအခါမျိုးသားကရုတ်တရက်လန့်သွားရပြန်ပါတယ်။သူ့ကိုယ်ပေါ်ကအင်ဂျီတွေကအကြောင်းပြချက်မရှိဘဲပျောက်ကွယ်သွားလို့ပါသူဟာသူ့ကိုယ်သူချိန်စာတင်နေပြီလို့ချက်ချင်းထင်သွားပါတယ်။နောက်တစ်နေ့မှာတော့ကောင်မလေးကဇီယူစီစာရွက်စာတမ်းတွေလာပို့ပါတယ်။မျိုးသားကသူမရဲ့အယုတ်ကိုချက်ချင်းသတိထားမိသွားပါတယ်။ကောင်မလေးကအယုတ်ရဲ့ပါးကိုဆွဲညှစ်လိုက်တဲ့အခါမျိုးသားကတယောက်ယောက်ကသူ့ကိုဆွဲညှစ်လိုက်တယ်လို့ချက်ချင်းခံစားလိုက်ရပါတယ်။ဒါပေမဲ့ဒီလိုထူးဆန်းတဲ့အဖြစ်အပျက်ကိုသူယုံဖို့ညှင်းဆန်နေတော့မှာပဲဒါဟာသူ့ရဲ့စိတ်အာရုံမှမှုလို့ပဲသူထင်နေခဲ့တာပါ။သူကအဲ့ဒီညမှာကျင်းပမဲ့စပွဲတောက်ပွဲတစ်ခုကိုသူ့နဲ့အတူလိုက်ခဲ့ဖို့ကောင်မလေးကိုခေါ်လိုက်ပါတယ်။ဒါကြောင့်ကောင်မလေးကအယုတ်ကိုပါတပါးလေးယူသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ရောက်လာတာကဧည့်သည်တွေရဲ့အာယုံကိုချက်ချင်းဆွဲဆောင်နိုင်ခဲ့ပါတယ်။အဲ့ဒီမှာထိုမျိုးသားကိုတိတ်တကိုးချစ်နေတဲ့ချမ်းသာတဲ့အမျိုးသမီးငယ်တူရှိနေပါတယ်